ဆိုတော့ရွေးကောက်ပွဲတစ်ခုဖြစ်လာဖို့အတွက်ဆိုအဲ့ရွေးကောက်ပွဲကဘယ်မှာအခြေတည်လဲ2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာမိတည်ပြီးတော့စစ်အာဏာရှင်တည်ဆိုရေးအတွက်လုပ်တဲ့ဟာဖြစ်တယ်အဲ့ဒါဆိုကျွန်တော်တို့လုံးဝဆန့်ကျင်တယ်ဗျာဒါဆိုကျွန်တော်တို့ပါရွေးမယ်ဒါဆိုဘယ်လိုရွေးကောက်ပွဲမျိုးခင်ဗျားလိုချင်လို့ဆိုတာမင်းရဖြစ်လာတာကျွန်တော်တို့တော်လိုင်းဖွဲ့စည်းအားလုံးကနေပြီးတော့စုစည်းလာပြီးတော့အထူးသဖြင့်နိုင်ငံရေးရောက်စီရစုစည်းလာတော့ကျွန်တော်တို့လုံးမန်းနေတဲ့အနေအထားမှာရှိနေတယ်လမ်းခုလတ်မှာပဲရှိတယ်လက်မခံရတဲ့အကြောင်းရင်းကလည်းကျွန်တော်တို့ကဟိုအထူးသဖြင့်ဒီ2021ဆရာနာသိမ်းပြီးတဲ့နောက်ပိုင်းမှာကျွန်တော်စပြောတာဒါကလုံးဝဖောက်ပြန်တာပဲဘာလို့ဖောက်ပြန်လဲလို့ပြောရမလဲကျွန်တော်ငြိမ်းချမ်းဖြစ်စင်တိုင်းမှာအကြမ်းမဖက်ဘူးဆိုတာတော့အားလုံးကိုခံပြီးတော့ဂရုပြုထားတာလေလက်မှတ်ထိုးရတာဒါပေမဲ့နောက်ဆုံးကျတော့အကြမ်းဖက်တဲ့နီးနဲ့အာဏာသိမ်းလာတဲ့အခါမှာဒါကတော့လုံးဝစီးဖောက်တာပဲစီးဖောက်ပြီးဆိုတော့အာဏာသိမ်းပြီးတဲ့နောက်မှာဖွဲ့စည်းပုံအခြေခံဥပဒေလည်းမရှိတော့ဘူးဒါရှင်းနေတာပဲအကြမ်းဖက်တဲ့နီးနဲ့လောက်လာတဲ့မှန်သမျှဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်ဆီးလိုက်တာပဲဆိုတာနိုင်ငံတကာအကောင်လုံးနားလည်ထားတဲ့ပုံမှာဒါတွေကနောက်ဒီ2008ပုံမှာလာအခြေတည်ပြီးတော့လောက်လာမဲ့ရွေးကောက်ပွဲဆိုတာဘလို့မှတရားမဝင်ဘူးဆိုတာကျွန်တော်တို့ကရှင်းပြောထားပြီးသားအဲဒါကြောင့်မလို့ကျွန်တော်ပြောနေတာမနေ့တနေ့ကထုတ်ပြန်တဲ့ကျွန်တော်ထုတ်ပြန်စီရင်ချက်အနှစ်သာရအပြင်ကျွန်တော်တို့ဟိုဒီစစ်အာဏာသိမ်းကြတဲ့ကျွန်တော်ပြောနေတဲ့စကားတွေအတူတူပဲဘာမှကွဲလွဲမှုရှိဘူးအဲ့ဒါကျွန်တော်ထအလောင်းတော့ကျွန်တော်လုပ်နေတဲ့အလုပ်တစ်ခုပဲဖြစ်တယ်ဆိုတော့ကျွန်တော်ပြောချင်တာအဓိကအကြမ်းမဖက်နီလန်းဆိုတာနီလန်းတွေအများရှိဒါပေမဲ့အဲ့နီးနိုင်တွေရှောက်ပြောဖို့ကကျွန်တော်တို့ကတော့နီးနိုင်ပိုင်းတော့ပြောစရာမလိုဘူးလေတခုပဲရှိတာကလုပ်မဲ့အလုပ်အဓိကအချက်ကပြည်သူလူထုမပါဝင်ဖို့ပဲအဲ့ဒီပြည်သူလူထုပါဝင်မှုမရှိတဲ့အလုပ်ကမှန်သမျှတစ်ခုမှမအောင်မျိုးဆိုတာကျွန်တော်တို့သမိုင်းရလည်းသက်သေပြခဲ့ပြီအထူးသဖြင့်ကျွန်တော်လွတ်လပ်ရေးရယူခဲ့တဲ့ကလေးကပြည်သူလူထုအားလုံးပါဝင်လေကိုရှိတဲ့အစုအဖွဲ့လေးနဲ့ပဲရက်လက်တွေအဖြစ်မြန်ထွက်အောင်လုပ်လိုက်မြန်ရအောင်ဆိုပြီးတော့လှုပ်ချလိုက်တာအဲ့ဒါနောက်ဆက်တွဲပါလာတဲ့ပြည်တွင်းစစ်ကြီးကအခုနှစ်90 80ဒါကပြည်သူလူထုအားလုံးမပါတဲ့ကိစ္စပဲအဲ့ဒါကြောင့်မအဲ့ဒါကိုသင်ခန်းစာယူပြီးတော့အဲ့ဒါလည်းသင်ခန်းစာမယူဘဲနဲ့1940ခုဥပဒေကလည်းပြတ်သွားတယ်94နောက်ထပ်ဖြစ်ပေါ်လာတဲ့တပါတီအာဏာရှင်စနစ်ဥပဒေကလည်းပြတ်သွားတယ်နောက်ဆုံး2008ဖွဲ့စည်းပုံအခြေခံဥပဒေကလည်းစစ်တပ်ကိုလုံးဝတက်ဆွေးရှိရတဲ့ဒါလည်းမခံဘူး10နှစ်ကျော်တော့အတွင်းမှာပြည့်စည်သွားတာပဲဆိုတော့အဲ့ဒါတွေကတကက်တင်ငန်းစာကောင်းကြီးပဲလေဒါကိုတင်ငန်းစာမယူဘဲနဲ့ပဲအခုကအတင်းကရောဒါလည်းလုံးဝဟိုစားအကြောက်တရားနဲ့လွှမ်းမအောင်ဆိုတော့လူထုကအတင်းကြလုပ်ပြီးတော့ဒီရွေးကောက်ပွဲမဖြစ်ဖြစ်အောင်လုပ်မဲ့ကိစ္စကတော့ဒါကတော့ကျွန်တော်ပြောမယ်ကတော့ပြည်သူလူထုကမပါဝင်ပေါ်တော့အရေးကြီးအဲ့ဒါမျိုးတော့အကြမ်းဖက်တဲ့နီးကပြည်သူမပါအောင်ကျွန်တော်လုပ်မယ်ဒါပေမဲ့နီးနာတွေကကျွန်တော်ပြောကြမလို့ဘူးတခုပဲတတိပေးချင်တာကအဲ့ဒီလုံမဲ့အတင်းအကျပ်လုံမဲ့နီလန်းတဲ့မှာပြည်သူလူထုကိုကြောက်စိတ်အကြောက်တရားတွေဝင်အောင်လုပ်မဟာပါတယ်ဆိုတော့မင်းတို့မလုပ်ဒီလိုလုပ်မယ်ဆိုတဲ့ဟာကိုပေါ့နော်ဒါတွေလုပ်မယ်ဆိုရင်တော့ဗမာစကားမှာကြောက်ကန်ကန်ဆိုတာရှိတယ်လေအဲဒါကြောင့်မလို့ဒီလိုမျိုးလုပ်ပြီးနောက်ဆုံးကလူထုကလည်းရွေးကြမရှိတော့ဘူးနောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ကိစ္စမှန်သမျှဒါစစ်အုပ်စုကတောင်းခံမယ်ကျွန်တော်တို့လုံးဝတောင်းမခံဘူးဒါတွေကနောက်ဆက်တွဲအများကြီးဖြစ်နေကျွန်တော်ပြောရပြီးသားဒါကြီးကိုတစိမ့်မပဲလုံးဝဘာမှဂိမ်းဆိုင်ဆက်လုပ်သွားမယ်ဆိုဖြစ်ပေါ်လာမယ်ဆိုကြကောင်းရတဲ့အများကြီးပို့တော့သိုးသွားမယ်ဆိုတော့ကျွန်တော်ပြောပြီးသားအဲဒါကြောင့်ကျွန်တော်လုံးဝတောင်းမျိုးဒီလိုမဖြစ်အောင်ကျွန်တော်တို့ထိန်းသိမ်းလုပ်မယ်အထူးသဖြင့်ပြည်သူလူထုနဲ့လက်တွဲလို့ကျွန်တော်လုပ်သွားမှာဖြစ်တယ်ကရင်လူထုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ထူးထူးတွေပြောစရာမရှိဘူးအထူးသဖြင့်ဒီလူထုနဲ့ပတ်သက်ပြီးတော့ဒီအတူအယောင်တရားမဝင်တဲ့ရွေးကောက်ဝယ်ကြီးထဲမှာလုံးဝပတ်သက်မှုမရှိဘူးကြွရတယ်ကျွန်တော်တို့ဆက်လုပ်သွားမှာဖြစ်တယ်ဒါပေမဲ့အဓိကကြဆုံးချက်ကကျွန်တော်တို့လှုပ်သွားလာတဲ့အခါမှာလူအလုံးထိတွေ့ပြီးတော့ပြောဆိုလှုပ်ဆောင်သွားမှာဖြစ်တယ်လေနိုင်ငံရေးပါတီတွေနဲ့တွေ့ပါဖြစ်တယ်နောက်ကျွန်တော်တို့ဒေသထဲမှာရှိတဲ့အထူးသဖြင့်ပေါ့နော်လူရည်တွေရှင်ရည်တွေဖြစ်တယ်ဘာသာရေးခေါင်းဆောင်တွေနဲ့ကျွန်တော်တွေ့မှာဖြစ်တယ်လူထုအကျိုးပြုနေတဲ့ဟိုရက်ရွာအဖွဲ့အစည်းတွေလည်းကျွန်တော်တွေ့မှာဖြစ်တယ်ထိုနည်း၎င်းမှကျွန်တော်တို့ကရင်မှာရှိတဲ့ဟိုလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ကျွန်တော်တွေ့ပြီးတော့ဒီရွေးကောက်ပွဲအလားအလာဘယ်လိုရှိရကျွန်တော်တို့ဘယ်လိုဖြစ်တင်လဲဆိုတာကျွန်တော်တို့ထိတွေ့ကြမှာပဲအထူးသဖြင့်ဒီနိုင်ငံရေးပါတီတွေပတ်သက်ပြီးတော့ကျွန်တော်ပြောချင်တာတော့ဒါကလည်းပထမဆုံးချိန်ပြောတာမဟုတ်ပြောတဲ့အခါပေါင်းလည်းများပြီးအထူးသဖြင့်2021စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာသူ့ရဲ့ road map ထဲမှာပါလာဆိုတော့ရွေးကောက်ပွဲလုံးမှဆိုတော့အဲ့ဒီတွေကပြောထားတာအဲ့ဒါမလို့ကျွန်တော်တို့ကအဲ့ဒီကနိုင်ငံရေးပါတီတွေမပါဝင်နဲ့သွားပြီးတော့မရှုံနဲ့ပလူးပဲလဲမလုပ်နဲ့ပြောထားတာကြာပြီကျွန်တော်တို့အဲ့တော့မှထုတ်ပြန်ရေးထဲမှာထည့်ထားရေးထဲတာလေကျွန်တော်ပြောတဲ့အတိုင်းပဲဟိုလွန်ခဲ့တဲ့3နှစ်ကတည်းကပြောထားတဲ့အတိုင်းပဲအစိတ်ပိန်ရင်လောင်းမလုံးနဲ့ခင်ဗျားတို့တရားခံဖြစ်သွားမယ်ပူးတွဲတရားခံဖြစ်သွားမယ်ဒီအခုဒီဘာလုံးဆိုင်ရမှာဒီကောင်တွေအကောင်လုံးဟိုးစာဖြစ်ကုန်ပြီလေဒါရာဇဝတ်ကောင်တွေဖြစ်ကုန်ပြီဆိုတာခင်ဗျားတို့အဲ့တော့သွားပလူးလဲလို့ခင်ဗျားတို့ကပါသွားမှာလုံးဝ short တွက်လို့မရဘူးဒါတွေကတဆင့်ချင်းသွားမဲ့ကိစ္စအဲ့ဒါကြောင့်မလို့ဒီကိစ္စတွေကကျွန်တော်တို့ကအလေးနဲ့ထားတယ်အဲ့ဒါကြောင့်မလို့ကရင်နိုင်ငံရေးပါတီအထူးသဖြင့်မပါဝင်ဖို့ဒီသွားပြီးတော့မရှက်မလုပ်ဖို့ဆိုတာကျွန်တော်အသိအရေးကြီးတယ်အဲ့ဒါပဲပြောရှင်းဒါပေမဲ့ကျွန်တော်တို့ကြားရတဲ့သတင်းရဆိုတော့ကိုရွံငွေလှုပ်တဲ့အပိုင်းတွေရှိတယ်ဒါလည်းကျွန်တော်ဆက်ပြီးတော့သတိပေးလှုပ်ဆောင်သွားမယ်အနေထားတော့ကျွန်တော်တို့လှုပ်သွားမှာပဲလေဒါပဲရှိပါတယ်
ဟုတ်ကဲ့ခင်ဗျအဲ့ဒါအထူးသဖြင့်ဒီနိုင်ငံတကာအတိုင်းအဝိုင်းကိုကျွန်တော်တို့တိုက်တွန်းလို့တာကတော့ကျွန်တော်တို့ဘက်မှာအခုကတရားမဝင်အတူအယောင်ရွေးကောက်ပွဲကျွန်တော်ဆန့်ကျင်ပြီးဆိုရင်တော့ဒါဆိုဘယ်လိုရွေးကောက်ပွဲမျိုးခင်ဗျားလိုချင်လဲဆိုတာမင်းရဖြစ်လာတာပေါ့ဆိုတော့ရွေးကောက်ပွဲတစ်ခုဖြစ်လာဖို့အတွက်ဆိုအဲ့ရွေးကောက်ပွဲကဘယ်မှာအခြေတည်လဲအခုအတူအယောင်ရွေးကောက်ပွဲဒီဥစားပေါ့နော်တရားမဝင်တဲ့ရွေးကောက်ပွဲကဘယ်အပေါ်မှာသွားပြီးတော့တရားမဝင်တဲ့နှစ်2008ဖွဲ့စည်းပုံအခြေခံဥပဒေအမိတည်ပြီးတော့စစ်အာဏာရှင်တက်ဆိုးကြီးတွေအတွက်လုပ်တဲ့ဟာဖြစ်တယ်အဲ့ဒါဆိုကျွန်တော်တို့လုံးဝဆန့်ကျင်တယ်ဗျာဒါဆိုကျွန်တော်တို့ဗာရွေးမလဲကျွန်တော်တို့ဘက်မှာလည်းပြင်ဆင်တာရှိတယ်အဲ့ဒါကြောင့်မို့ကျွန်တော်နိုင်ငံတကာအတိုင်းအဝိုင်းတိုက်တွန်းလို့ချင်တာကျွန်တော်တို့လက်ရှိကာလမှာကျွန်တော်တို့တော်လိုင်းဖွဲ့စည်းအားလုံးကနေပြီးတော့စုစည်းလာပြီးတော့အထူးသဖြင့်နိုင်ငံရေးရောက်စီရစုစည်းလာပြီးတော့ကျွန်တော်တို့လုံးမန်းနေတဲ့အနေအထားမှာရှိနေတယ်လမ်းခုလက်မှာပဲရှိတယ်ကျွန်တော်တို့တိုင်းပြည်ကိုအထူးသဖြင့် Federal Democracy ဖော်ဆောင်မှုအတွက်ကို Federal Democracy ကိုတကယ်အာမခံတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ဆိုတာလိုတယ်အဲ့ဒီခါမှာကျွန်တော်တို့ရေးဆွဲနေတယ်တိုင်မလဲတိုင်မဆွေးနေတဲ့ကာလဖြစ်တယ်အဲ့ဒါလည်းမပြပြသေးတဲ့အနေအထားတစ်ခုရောက်လာတဲ့ပုံမှာအဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေပေါ်မိတီပြီးတော့ကျွန်တော်တို့ရွေးကောက်ပွဲတွေပေါ်ပေါက်လာတော့မှာပဲအဲ့ဒီချိန်ကြရင်တော့အဲ့ဒီရွေးကောက်ပွဲကျွန်တော်တို့ရွေးကောက်ပွဲဖြစ်သလိုအဲ့ဒီရွေးကောက်ပွဲဖြစ်ပေါ်လာတဲ့ထွက်ပေါ်လာတဲ့ကျွန်တော်တို့အစိုးရပဲဖြစ်တယ်ဆိုတော့အဲ့ဒီအနေထားမျိုးကတကက်လူထုအားလုံးပါဝင်နိုင်တဲ့အနေထားတခုကျွန်တော်ဖော်ဆောင်ရမှာပထမဆုံးချက်ပဲအဲ့ဒါမလို့ကျွန်တော်ပြောချင်တဲ့နိုင်ငံကအတိုင်းမှာလူထုပါဝင်ပတ်သက်မှုလုံးဝမရှိတဲ့လူထုထောက်ခံမှုလုံးဝမရှိတဲ့ဒီလိုဒီအတူရောင်ရွေးကောက်ပွဲမျိုးကိုခင်ဗျားတို့လုံးဝထောက်ခံမှုမလုပ်ပဲနဲ့ကျွန်တော်တို့လုပ်မဲ့လူထုတွေအားလုံးပါဝင်တဲ့အခင်းကျင်းတစ်ခုဖော်ဆောင်ပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေတင်တဲ့ Federal Democracy ကိုအာမခံတဲ့ကျွန်တော်တို့ရွေးကောက်ပွဲတစ်ခုကိုလောက်တဲ့အခါမှာခင်ဗျားတို့သိသိချာထောက်ခံဖို့လိုတယ်ဆိုတာဒါကကျွန်တော်တို့လက်တွေ့ပြနေတဲ့ကိစ္စပဲဖြစ်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်လက်တွေ့ပကတိနဲ့ကျွန်တော်တို့ကလေနဲ့ကျွန်တော်ပြောနေတာမဟုတ်ဘူးတစ်ချိန်တည်းမှာပဲဒီရွေးကောက်ပွဲအတူအယောင်ကိုကျွန်တော်ဆန့်ကျင်တဲ့တစ်ချိန်တည်းမှာဒီလိုမျိုးတကယ်လူထုကိုကိုစားပြုတဲ့ရွေးကောက်ပွဲဖြစ်ပေါ်လာလို့ကျွန်တော်လုံးပန်းနေတဲ့အချိန်မှာနိုင်ငံကအတိုင်းဝိုင်းနေပြအဲ့ဒါသိချဂါဂနာတိချသိပြီးတော့တိချပိုင်းပြစိတ်ပြပြီးတော့ဘယ်ဟာကိုထောက်ကန်သိလဲဘယ်ဟာကိုမထောက်ကန်သိလဲမလို့ဆိုတာဆုံးဖြတ်ပြီးတော့ဒါကိုလွတ်သွားဖို့တော့လိုရတယ်ဆိုတာကျွန်တော်အဲ့ဒါပဲတိုက်တွန်းချင်တယ်အထူးသဖြင့်ကကျွန်တော်တို့လုံမဲ့တရားမျှတထောက်မှန်တဲ့အဲ့ဒီရွေးကောက်ပွဲမျိုးဟာမကြခင်မှာပေါ်လာမှာဖြစ်တဲ့အတွက်ဒီလိုစစ်အုပ်စုကနေပြီးတော့စစ်အာဏာရှင်စနစ်ဆိုးသက်ဆိုးရှိအောင်ဖြစ်မဲ့ရွေးကောက်ပွဲကိုခင်ဗျားတို့ရှောင်ရှားတော့မထောက်ကန်ကြပါနဲ့ဆိုတာကျွန်တော်တိုက်တွန်းချင်တယ်ဗျ